အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုရီးယားရဲ့နယူးတင်ကေတာဖြစ်တဲ့ရော်ရီတို့မှာရှိတဲ့ရှယ်ရီပန်းပွဲတော်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ရော်ရီတို့မှာရှိတဲ့ဒီလမ်းမကြီးကတော့ပန်းအားသုံးတဲ့လူတွေအရန်စီကပြီးနာမည်ကြီးတဲ့လမ်းမကြီးတို့ဖြစ်ပါတယ်။ဒီရှယ်ရီပန်းပွဲတော်ကပေါ့နော်တစ်နှစ်မှာတစ်ခါပဲရတဲ့ခွင့်ရမှုလို့ကျွန်တော်ကတော့ရောက်အောင်သွားခဲ့ပြီးတော့နယူးရဲ့အလားတရားကိုပန်းပွဲတော်နဲ့စားခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးပန်းတွေပွင့်နေပြီးတော့ပန်းရောင်တိတ်တိုက်တွေကြားထဲမှာလမ်းလျှောက်နေရတယ်လို့ပြောရမ်းကိုလှပါတယ်။မြို့ရောက်ပြီးဆိုတော့ねပေါ့နော်ဒီပန်းပွဲတော်ကရမ်းကိုလှလို့သွားကိုသွားတဲ့နေရာတွေတည်းကတစ်ခုဖြစ်ပါတယ်။对呀，对，今年这个来了，明年干的不，明年干的也不来了。똑바로. 야, 똑바로 해 앞에.